1968 ခုနှစ်မှာငယ်ရွယ်တဲ့အိုင်ရစ်နဲ့သူမရဲ့စစ်ဆက်ထားသူပေါ်တို့ဟာစကီပြိုစားတောက်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာပဲပေါ်ကအိုင်ရစ်ကိုလက်ထက်ရန်တောင်းဆိုပြီးလက်မလေးပေါ်ကိုစစ်ဆက်လက်စွပ်ထည့်ပေးလိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအိုင်ရစ်ကကြောက်မက်ဖွယ်ရာတစ်ခုကိုမြင်လိုက်ရပါတယ်။အပေါ်ဘက်ကကလေးတစ်ယောက်ကအကြွေတစ်လုံးကိုပစ်ချလိုက်ပြီးတင်မင်းကိုယ်တိုင်လေးတိုက်ပေးသလိုပဲအဲ့ဒီအကြွေကလေဝင်လေထွက်ပေါက်ထဲကိုတိတိကျကျဝင်သွားခဲ့ပါတယ်။အကြွေကဖန်တီးရန်ရထဲမှာကတ်သွားပြီးပန်ကာကိုချက်ချင်းရက်တန့်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတာဝါအတွင်းရှိလူတွေကအပျော်ပါးနဲ့ကတ်ခုန်နေကြပြီးသူတို့ခြေထောက်အောက်ကမှန်ပြားတွေမှာအကွဲမှုတွေအလျင်အမြန်ပြန့်နှံ့နေတယ်ဆိုတာကိုမသိကြပါဘူး။အိုင်ရစ်နဲ့ပေါ်တို့နေရာပြောင်းလိုက်တဲ့အခါအောက်ဖက်ရှိတန်ထောက်တိုင်တွေကခန္ဓာရည်အဆုံးသက်သွားပြီးဘော်တွေတစ်လုံးပြီးတစ်လုံးချိုးကျသွားပါတော့တယ်။ရုတ်တရက်ဖမ်းမိနေတဲ့အကြွေကြောင့်ပန်ကာရွက်တရွက်ကျိုးထွက်သွားပြီးဓာတ်ငွေ့ပိုက်ကိုတိုက်မိသွားပါတယ်။လူတွေကဆက်လက်ကခုန်နေစဲမှာပဲအကွဲမှုတွေပုံမကြီးလာပြီးဓာတ်ငွေ့ကလေထဲကိုယိုထွက်လာပါတော့တယ်။ပတ်ဝန်းကျင်အရာအားလုံးကအိုင်ရစ်ကိုစိတ်မချမ်းသာစေခဲ့ပြီးရုတ်တရက်ပေါ်ကကျန်းပြင်ကိုဖောက်ကျသွားပါတယ်။လူတွေကလည်းတယောက်ပြီးတယောက်ပြိုကျလာပြီးအောက်ဖက်ရှိတန်တန်းတွေကိုအသက်ရှင်ဖို့စူးစမ်းဖန်ဆုပ်ကြပါတယ်။ဝန်ထမ်းတွေကကြောက်လန့်ပြီးအသက်လွတ်အောင်ပြေးကြပါတယ်။ပေါ်ကအားကျင်းပြီးအထူးခိုင်ခန့်တဲ့မှန်ပြားတစ်ချက်ကိုဖမ်းဆုပ်နိုင်ခဲ့ပါတယ်။အိုင်ရစ်ကကူညီဖို့အော်ဟစ်ခဲ့ပေမဲ့ဘယ်သူမှမလာပါဘူး။သူမကလက်လန်းမီအောင်စူးစမ်းခဲ့ပေမဲ့ပေါ်ကလက်လွတ်ပြီးနောက်ဆုံးမှကျသွားခဲ့ပါတယ်။ကြောက်ရွံ့နေတဲ့လူတွေကထွက်ပြေးဖို့စူးစမ်းရင်းအရေးပေါ်အခြေအနေဖြစ်ပွားလာပါတယ်။မီးလောင်နေတဲ့အမျိုးသမီးတစ်ယောက်ကဓာတ်ငွေ့ယိုနေရာထဲကိုဝင်ပြေးသွားပြီးကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပါတယ်။မပြေးနိုင်ခဲ့သူတွေကအသက်မရှင်နိုင်ခဲ့ကြပါဘူး။အိုင်ရစ်ကကံကောင်းစွာမီးလောင်မှုကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။ဝန်ထမ်းတွေကကြံရှိတဲ့လူတွေကိုချက်ချင်းထွက်ခွာဖို့အော်ဟစ်ကြပါတယ်။အကြွေကိုပစ်ချခဲ့တဲ့ကလေးကရှေ့ဆုံးကပြေးပြီးလမ်းပြခဲ့ပါတယ်။ကြောက်လန့်နေတဲ့လူအုပ်ကြီးကအရေးပေါ်ထွက်ပေါက်စီကိုအပြေးလွှားသွားကြပေမဲ့တေမင်းကဒါကိုပါကြိုတင်စီစဉ်ထားပြီးသားပါ။လမ်းလျှောက်တရားကပြိုကျသွားပြီးအဲ့ဒီထဲဝင်သွားသူအားလုံးသေဆုံးခဲ့ပါတယ်